အခုမြစ်တွင်နေရတာကတော့အကြံဖက်စစ်ကောင်စီရဲ့ညီကြောင်းတိုက်ခိုက်မှုကြောင့်မိန်းလောက်ပျက်စီးနေတဲ့မြောက်ဦးမြို့နယ်ကျောက်စီမီကြေးရော်ကဖုန်ကြီးကျောင်းပဲဖြစ်ပါတယ်။အကြံဖက်မြန်မာစစ်တပ်ဟာမြောက်ဦးမြို့နယ်ကျောက်စီပြင်းကြေးရော်ကိုဒီကနေ့အပရီလ19ရက်နေ့မနက်ပိုင်းမှာနှစ်ကြိမ်တိုက်တိုင်းလေးချောင်းကနေဖုန်ကြီးတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။အကြံဖက်စစ်တပ်ဟာကျောက်စီပြင်းကြေးရော်အနီးဝန်းကျင်ကိုဒီကနေ့မနက်10:00နာရီလောက်မှာပထမတစ်ကြိမ်ပေါင်900ပုံနှလုံးကြီးရှာတိုက်ခိုက်ခဲ့ပြီးဒုတိယအကြိမ်ဖြစ်မွန်းလေး12:00နာရီခွေမှာကျောက်စီပြင်းရောဖုန်ကြီးကျောင်းကိုပေါင်900ပုံနှလုံးနဲ့ပုံကြီးတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုကြံဖက်မြန်မာစစ်တပ်ရဲ့ပုံကြီးတိုက်ခိုက်မှုကြောင့်ကျောက်စီပြင်းကြေးရော်ဖုန်ကြီးကျောင်းမှာတည်င်းသုံးနေထိုင်လို့ရှိတဲ့ရဟန်တန်ခါ3ဦးမှာထိခိုက်ဒဏ်ရာရရှိသွားပြီးကျောက်စီပြင်းကြေးရော်ကဒေသခံအမျိုးသား12ဦးနဲ့အမျိုးသမီး2ဦးမှလည်းထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ကျောက်စီပြင်းကြေးရော်ဖုန်ကြီးကျောင်းပုံကြီးတိုက်ခိုက်ခံရမှုအတွင်းထိခိုက်ဒဏ်ရာရရှိထားသူတွေထေကရဟန်တန်ခါ2ဦးမှာဒဏ်ရာပြင်းထန်တာကြောင့်စိုးရိမ်နေရတယ်လို့သိရပါတယ်။ဒါအပြင်ကျောက်စီပြင်းကြေးရော်ကအပြစ်မဲ့ပြည်သူတွေမှာမွေးမြူထားတဲ့နွားငါးကောင်နဲ့စစ်တကောင်မှလည်းဖုန်ကြီးတိုက်ခိုက်ခံရမှုအတွင်းတည်ဆုံသွားခဲ့ပါတယ်။ဖက်စစ်တံဖက်စစ်တပ်ရဲ့ကျောက်စီပြင်းရောကိုနှစ်ကျင်းတိုက်ပုံကြီးတိုက်ခတ်မှုဟာစီရေးပင်မမဟုတ်တဲ့အရတားပြည်သူတွေနေထိုင်ရာအရက်ဒေသနဲ့ရဟန်းချီလူတို့တည်င်း300ဖုန်ကြီးချောင်းကိုရေရွချက်ရှိအကြံဖက်တိုက်ခိုက်ခဲ့တာလေးဖြစ်ပြီးအရတားပြည်သူတွေအပေါ်ပြောင်ပြောင်တင်းကျူးလွန်တဲ့ဆရာဇဝမှုလေးဖြစ်ပါတယ်။အကြံဖက်မြန်မာစစ်တပ်ဟာဒီကနေ့ဧပြီလ19ရက်နေ့တရက်တည်းမှာပဲပုံနှကျွမ်းမြို့ကိုလေစစ်တိုက်လေရင်3စီးကိုအုံပြုပြီးဖုန်ကြီးတိုက်ခိုက်ခဲ့ပါတယ်။